လိုဖြစ်နေရတယ်ကွာဒီကျက်တော့မလို့လာပြီးတော့ဘယ်မှာတူရှိတယ်ကြီးမလားကဲโอเคအဲ့ဒီပြော ခွာထားပါလားဒီတော့ကန်လေးတွေဘာလို့ဒီလိုဆက်နေရောဟဲ့တူမဲဟုတ်တယ်လေ ပြေလို့ဘာလို့ပြေးရမှာလဲတန်ဃာတော့အိမ်လေ ဘယ်နဲ့ဘာဘာဟုတ်ပါပဲ ဟေးမသူများအိမ်ကိုပိုင်စိုးပိုင်နေတယ်ခင်ဗျားဘူးလေအမလေးပြုံးနေတယ်အဲ့လိုပြုံးပြီးတော့တန်ဃာတော့ကောင်လေးလိုက်လာတာ ခဏခဏရည်ကြနေရအောင်ဒီနေရာကိုလိုက်ပြေဓာတ်ပုံရိုက်တဲ့စိုက်နေမှခဏဟဘူးဲ့ရှိတယ်ဒီပါဟဲ့ဘာလဲကွာ တတိကားလို့ပြောမလို့ ဟောမင်းတို့ကလည်းစားနေတယ်ဒီမှာဟဲ့ရည်ကြီးစပွဲငင်ဝဲသွားကြည့်ဒါငင်ဝဲစပွဲပြရင်အိမ်ဘုံနားလေလားခင်ဗျားသူလေခင်ဗျားတို့လည်းလောက်ကြမင်းကြည့်ပြပြီအဲ့လိုကြည့်ရတာယူနေလားမသိဘူးနော်။အုံမတကောင်းကြီးနဲ့တူတယ် တကယ်ယူနေအကြောင်းမဟုတ်ဘူးဟိုမယူဘဲနဲ့ယူကြအောင်ဆောင်နေတာပုံဆိုးတာ လုတ်ချင်တယ် ။အဲ့လူကြုံမင်းမယ် ဖြစ်ပါမယ် ။ခင်ဗျားတို့လည်းလိုက်ခဲ့ ။အော်မင်းလည်းတယောက်တည်းပေါင်းလို့ပါလို့လေ